ဗီဒီယိုကမတည်သေးတဲ့သူတွေအတွက်ပို့ပြီးတော့ရည်ရွယ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံရဲ့ရန်ကုန်မှာဆိုရင်အဲ့ဒီစားတောက်ဆိုင်ဟာဆိုင်ခွဲအများကြီးရှိပြီးသားပါအဲ့ဒီဆိုင်ခွဲတိုင်းမှာစားပူးပြီးသားလူတိုင်းဒီပါကလေစားကောင်းတယ်ဆိုပြီးတော့ပဲမှတ်ချက်ပေးကြတာပိုများတယ်ဗျာအဲ့လိုပဲကျွန်တော်မြန်မာနိုင်ငံနဲ့အနီးဆုံးနိုင်ငံတစ်ခုမှာထပ်ပြီးတော့ဆိုင်ခွဲထပ်ဖွင့်ထားပါတယ်အဲ့ဒီထပ်ဖွင့်ထားတဲ့ဆိုင်ခွဲမှာစားပူးတဲ့လူတိုင်းကလည်းစားကောင်းတယ်ဆိုပြီးတော့ပဲမှတ်ချက်ပေးကြတာပိုပြီးတော့များပါတယ်တို့ပေမဲ့အဲ့ဒီဆိုင်ခွဲထပ်ဖွင့်ထားတဲ့ဆိုင်မှာတော့ကျွန်တော်တခါမှမစားဘူးသေးပါဘူး What ဒါပေမဲ့ကျွန်တော်တခါမှမစားဘူးပေမဲ့အဲ့ဒီဆိုင်က9တော့10တော့10လောက်ပေးလို့ရနိုင်မယ်ဆိုတော့ကျွန်တော်တက်အပ်ပြောနိုင်ပါတယ်အဲ့ဒီဆိုင်ကဘာဆိုင်လဲဆိုင်နာမည်ကရောဘာတော့ဘာစားတော့ရောင်းတာမို့လို့လဲထိုင်းနိုင်ငံဘန်ကောက်မြို့မှာဆိုတော့ကျွန်တော်တို့လူမျိုးကြီးအများကြီးရှိမှာပဲဗျာဆိုတော့မတိသေးတဲ့သူတွေဆိုရင်ပိုလို့တော့မှကောင်းသေးတယ်သွားစားကြည့်လို့ရမယ်သွားစားပြီးသွားရင်လည်းအဲ့ဒီစားတော့ကစားကောင်းလားစားမကောင်းဘူးလားလို့ကျွန်တော်ရဲ့ comment ထဲမှာလည်းဝင်ရေးပြလို့ရပါတယ်ဆိုတော့အဲ့ဒီဆိုင်ကဘာလဲဟုတ်ပါတယ် Chili Ball Thailand မှာ Chili Ball Thailand ကကျွန်တော်အရှိမပြောပြီးတယ်လို့မျိုးပဲမြန်မာနိုင်ငံရန်ကုန်မှာဆိုရင်ဆိုင်ခွဲတွေရှိပြီးသားအောင်မှာဒီထိုင်းနိုင်ငံရဲ့တကယ်အဓိကနေရာဖြစ်တယ်ဗျာလူတိုင်းဒီပါလဲတီးကြတဲ့ဒီ Stadium 1 area ပေါ့နော်အဲ့ရဲ့နားမှာရှိတဲ့ကျွန်တော်ဒီဘက်မှာဆိုရင် Bantatong Land ဒီဘက်မှာကျတော့ Soin Chulalongkorn Land ရဲ့ကြားပေါ့နော်တကယ် land နှစ်ခုရဲ့ကြားက Soin Chulalongkorn 6L ဆိုတဲ့ဒီ land ပေါ်မှာရှိရဲပေါ့နော်ကျွန်တော်ဒီ Chili Ball Thailand ရဲ့ဘေးမှာဆိုရင်လည်း coffee ဆိုင်တစ်ဆိုင်ရှိမယ်ဆိုတော့ကျွန်တော်ရှားရတာတော့အရန်အောင်မှလွယ်ပါတယ်တကယ်လို့အဲ့ဒါအောင်မှခက်ခဲနေသေးရဆိုရင်လည်းကျွန်တော်အနေနဲ့စိတ်မပူပါနဲ့ပေါ့နော်ကျွန်တော်ရဲ့ဒီ video ထဲမှာဆိုရင်လည်းပုံထည့်ပေးထားမယ်နောက်ကျွန်တော်ရဲ့ comment နဲ့ description မှာဆိုလည်းကျွန်တော်သူ့ရဲ့ location အတိအကျအောင်ပါကျွန်တော်ထည့်ပေးထားပါမယ်ပေါ့နော်သူတို့ရဲ့ official website Chili Ball Thailand မှာလည်းဝင်လိုက်တာနဲ့သူတို့ရဲ့ location နေရာလေးပေါ့နော်ရှိပါတယ်ဒါဆိုရင်တော့သွားစားဖို့အတွက်နေရာရှာရတာတော့တော်တော်လေးကိုလွယ်သွားပါလိမ့်မယ်ပေါ့နော် Chili Ball Thailand ကတော့သူတို့ကအဓိကမာလာရှန်ကောရဲ့မာလာထန်ကိုအဓိကရောင်းတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ရွေးချယ်စရာကြီးများမယ်ကျွန်တော်မြင်ရတဲ့လောက်ဆိုရင်တို့အသားငါးပင်လဲစားအစုံရမယ်အဆက်တွေဆိုလဲအနိုင်ဆုံးအဆက်မီဒီယမ်အဆက်ဆုံးတွေအမျိုးမျိုးရှိရပေါ့နော်ရွေးချယ်စရာတွေကတော့ကျွန်တော်အနေနဲ့ဆိုရင်တော့ကျွန်တော်အဆက်အရင်မစားနိုင်တော့ကျွန်တော်အမြဲတမ်းအဆက်ရောတာဟောပဲကျွန်တော်အမြဲတမ်းရွေးလေးရှိရပေါ့နော်ဒီဘန်ကောက်ဆိုင်တော့မဟုတ်ကျွန်တော်မြန်မာနိုင်ငံမှာစားတော့မှာပေါ့ဗျာဒီဆိုတော့အဲ့မှာကစိတ်မပူပါနဲ့စားပြီးလို့ကျွန်တော်အရင်ဆက်လို့ဗျာအချိုးပိုင်းတဲခြင်းလဲဖြော်ရီတောက်စရာ drink နေရှိမယ်နောက်ကျွန်တော်အချိုပွဲရလည်းရှိပါတယ်ပေါ့နော်နောက်တစ်ချက်ကကျွန်တော်တတိထားမိတာကိုပြောရမယ်ဆိုရင်ဒီဆိုင်ထဲကိုဝင်သွားပြီဆိုတာနဲ့ကျွန်တော်ပုံနေဗီဒီယိုတွေတွေ့ရသလောက်တော့ sign decoration ပေါ့ sign အပြင်စင်နေဆိုင်မှာဆိုနောက်ပြီးဓာတ်ပုံရိုက်ဖို့နေရာတွေတော်တော်လေးများတယ်နောက်ကျွန်တော်သိရသလောက်သူတို့ရဲ့အရာအသာကဗျာကျွန်တော်မြန်မာနိုင်ငံမှာမာလာရှန်ကောစားတဲ့အရာအသာအတိုင်းကိုလုံးဝတထေရတဲ့ဖြစ်ဖို့အတွက်ပေါ့နော်မြန်မာနိုင်ငံဒီရန်ကုန်ဆိုင်ခွဲကဒီစပုံမှုတွေကိုပဲပြန်ပြီးတော့ခန့်အပ်ထားတာမျိုးတွေလို့ကျွန်တော်သိရတယ်။နောက်အဲ့ဒီမှာသုံးတဲ့ဒီမာလာရှန်ကောထဲတယ်ပေါ့နော်ဒီပကံတွေအိုးတွေစသဖြင့်ပေါ့နော်ဒါရေးဆိုရင်လည်းဒီကျွန်တော်ရန်ကုန်ကနေပြီးတော့ပဲပြန်ပြီးတော့ပေါ့နော်ရန်ကုန်ကအတိုင်းပဲပြန်ပြီးတော့သူတို့စူးစမ်းပြီးသုံးထားရဲဆိုပြီးတော့ကျွန်တော်သိရပါတယ်ပေါ့နော်။နောက်တစ်ချက်ကကြတော့သွားစားမဲ့သူတွေဗျာမသွားစားခင်မှာလုံးဝတည်တဲ့အရာတခုကျွန်တော်ပြောပြပါမယ်ဒါကျွန်တော်သူတို့ရဲ့ page ကိုတော်တော်များများကြည့်ထားပြီးလို့တတိထားမိတဲ့ဟာကဒီမိတ်ဆွေတို့လည်းပေါ့နော်သူတို့ရဲ့ official website Chili Ball Thailand ကို like and follow လုပ်ထားမယ်ဆိုရင်သူတို့ဗျာဒီတစ်ခါလေး promotion တို့နောက်ပြီး discount တို့စသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးတင်တာလေးတွေမိတ်ဆွေတို့သွားမစားခင်မှာတွေးလိုက်မယ်ဆိုရင်ဗျာမိတ်ဆွေတို့အတွက် short ဈေးလေးရတာမျိုးတို့နောက် promotion အဲ့လိုတစ်ခုခုပေါ့နော်ရတာမျိုးအခွင့်အရေးလေးတွေကြုံနိုင်တဲ့အတွက်ဒါကျွန်တော်တတိတရဒီ view မှာထည့်ပြီးတော့ပြောပြပေးတာပါဆိုင်ထဲကိုဝင်သွားလို့ဘလို့မှမလဲမသိဘူးဘာသာစကားပြောရမလဲမသိဘူးအခက်အခဲဖြစ်နေမှာဟောလဲစိတ်ပူစရာလုံးဝမလိုပါဘူးကိုကမြန်မာစကားပြောပြီးတော့လဲအေးစစ်စစ်မှာလို့ရပါတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ကူညီပေးမဲ့မြန်မာလူမျိုးတွေအများကြီးရှိရတဲ့အတွက်ပေါ့နော်ကျွန်တော်ပေါ့နော်မရောက်ဘူးပဲကျွန်တော်ခံစားကြည့်ရပေါ့ကျွန်တော်ဒီဆိုင်ထဲကိုဝင်သွားရတယ်ဗျာဒီကိုလူမျိုးတွေနဲ့ပြန်တွေ့ပြီးတော့ပေါ့နော်တော့မြန်မာနိုင်ငံမှာစားခဲ့မှုတဲ့မာလာရှန်ကောအရာအသာတိုင်းလုံးဝပြန်ရနေမှာပဲဗျာသိလားကျွန်တော်ဒါဗျာအခုလက်ရှိဘန်ကောက်မှာရှိနေမယ်ဆိုရင်တေချာပေါက်
အဲ့ဆိုင်ကိုပဲကျွန်တော်လုံးဝသွားမှာပထမဆုံးကျွန်တော်သွားမယ့်ဆိုင်ကအဲ့ဒီချီလီပေါ့ထိုင်လန်ပဲကျွန်တော်သွားပြင်မှာလုံးဝတေးကြတယ်ဗျာတိလားကျွန်တော်ပြောနေနေတော့အရန်စားကျင်လာတယ်ပေါ့နော်ကျွန်တော်တို့စားတော့ဆိုင်တစ်ဆိုင်ကိုသွားပြီးတော့စားရတဲ့အချိန်မှာကျွန်တော်အချိန်ပေးရတယ်ကျွန်တော်တို့ရဲ့ငွေအင်အားစိုက်ထုတ်ရတယ်ဆိုတော့ကျွန်တော်တို့ဘက်ကထိုက်တင်တာတော့ပြန်ရတင်ပါတယ်ဒီနေရာမှာကျွန်တော်တို့ဟင်းပွဲတစ်ပွဲလုံးဝမကောင်းသွားတိုင်းဗျာဟာဒါကြီးကလုံးဝမကောင်းဘယ်လိုဖြစ်တယ်အဲ့လိုမျိုးထက်ဘာလိုအပ်ချက်ရှိရဲဆိုတာလေးတွေကိုမှတ်ချက်ပေးပါပေါ့နော်ဆိုတော့မိတ်ဆွေတို့ဆင်ပြေမယ်ဆိုရင်ကျွန်တော်ရဲ့ comment လေးထဲမှာဝင်ရေးသွားလို့ရပါတယ်ကောင်းတယ်မကောင်းဘူးလိုအပ်ချက်လေးရှိနေရဆိုတာလေးကိုလည်းသူတို့ရဲ့ official website မှာလည်းပေါ့နော်ကျွန်တော် review လေးရေးတဲ့နေရာလေးမှာဝင်ရေးသွားလို့ရပါတယ်ဆိုတော့မိတ်ဆွေတို့သွားစားပြမလားမသွားစားပြဘူးလားနောက်ဆုံးတစ်ချက်ကမာလာရှန်ကောနဲ့မာလာထန်ပါဆိုရင်နှစ်ခုတွေကတစ်ခုကိုပဲရွေးချယ်ပြီးစားရမယ်ဆိုရင်ဘာကိုရွေးချယ်ဖြစ်မလဲဆိုတာလေးလည်း comment ထဲမှာဖြည့်ပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye